ကောင်မလေးကကျွန်မလောင်းချင်းနိုင်နဲ့လို့ပြောပြီးအသင့်ပြင်ထားတဲ့ဘောင်းဘီတို့ကိုထုတ်လိုက်ပါတယ်ပြီးတော့ကတိအတိုင်းဝတ်ဖို့အတွက်လူယုံမာမန်နေဂျာသူတီကိုပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီလူယုံမာကတော့သူတို့ကိုအလုံးမြင်သွားလို့ဖို့ပဲအမိန့်ပေးခဲ့တယ်ကောင်မလေးကလည်းရှင်ကတိဖြစ်မလို့လားလို့မေးလိုက်တာပေါ့အဲ့ဒီအခါလူယုံမာငါမင်းတို့ရဲ့အထက်လူကြီးရဲ့ကတိဖြစ်တော့ဘာဖြစ်လဲမင်းတို့နှစ်ယောက်ငါ့ကိုဘာလုပ်နိုင်မှာမလို့လဲလို့ပြန်ပြောခဲ့တယ်ဒါပေမဲ့ကောင်လေးကဒါဆို CEO ဆိုရင်ကိုဘာဖြစ်မလဲလို့ပြန်မေးလိုက်တယ်လူယုံမာကလည်းဒါဆိုရင်လည်းသူ့ကိုဒီခေါ်လာခဲ့လေလို့စင်ခေါ်လိုက်တာပေါ့ကောင်လေးကကောင်းပြီလို့ပြောပြီးလက်ခုပ်တီးလိုက်ပါတယ်ချက်ချင်းဆိုတို့ပဲလူတွေအများကြီးထွက်လာကြတယ်ကောင်မလေးမှာအချမ်းမင်းတက်သွားရတယ်လို့လူယုံမာကလည်းသူတို့ကိုမြင်မြင်ချင်းပဲလက်ထောက်ကြည့်ဘာလို့ခွေးယုံကိုရောက်နေတာလဲခင်ဗျာလို့ယိုယိုတီတီနဲ့နှုတ်ဆက်ရှာတယ်ဒါပေမဲ့လက်ထောက်ဖြစ်သူကိုဂီမဆိုင်ပဲကောင်လေးကိုကြည့်ပြီးမင်္ဂလာပါဩကထကြီး CEO လို့အယိုတီပေးလိုက်ပါတယ်အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းအားတင်သွားကြတယ်လူယုံမာဒူးကအလုတ်တင်တယောက်တင်လေဘယ်လိုလုပ်စီ EO ဖြစ်နိုင်မှာလဲလို့ပြောတာပေါ့ကောင်လေးကတော့ငါကအလုတ်တင်ရောက်မဆောင်ရင်မင်းတို့ချက်ပုံးကောင်မျိုးကိုဘယ်လိုလုပ်ဖမ်းမိပါမလဲလို့ပြန်ပြောပြီးလူယုံမာကျူးလွန်ထားတဲ့ပြစ်မှုအားလုံးကိုထုတ်ပြောပါတော့တယ်လူယုံမာစင်ချီတွေစက်ပေးနေတော့မှပဲကောင်လေးသက်တေတွေကိုသူစီတီတီဖြစ်ပေါက်လိုက်ပြီးမင်းအလုတ်ထုတ်ပေးခံလိုက်ရပြီလို့ပြောလိုက်တဲ့လူယုံမာလည်းကြားပြတယ်လည်းဖြစ်သွားပြီးတောင်းပန်ပါတယ်ကျွန်တော်ကိုနောက်ထပ်အခွင့်အရေးတစ်ခုလောက်ထပ်ပေးလို့ရမလားလို့လာတောင်းပန်ပါတော့တယ်ကောင်လေးကရတာပေါ့လို့ပြောပြီးကောင်မလေးကိုလင်းကြည့်လိုက်တယ်အဲ့ဒီနောက်မှာတော့ကောင်မလေးကတောက်ပတဲ့ဘောင်းဘီတို့ကိုချက်ချင်းကောက်ယူပြီးဝတ်ဖို့အတွက်လူယုံမာကိုအချက်ပြလိုက်ပါတယ်ဒါနဲ့ပဲအဲ့ဒီလူယုံမာဟာဘောင်းဘီတို့ကိုဝတ်ပြီးလမ်းပေါ်မှာအဖြစ်ပေးခြင်းခံလိုက်ရပါတော့တယ်မကြခင်မှာပဲကောင်မလေးဟာကောင်လေးနဲ့အတူဖောက်တီတယောက်နဲ့တွေ့ဖို့လိုက်သွားခဲ့ပေမဲ့ရှေ့ကဖောက်တီဒုံရဲ့ကောက်ချစ်တဲ့အဒုံမဟုတ်နီးမှချစ်နေတာကိုတွေ့လိုက်ရတဲ့ကောင်မလေးကတီတီနေနေပဲဘာလို့နင်ချစ်နေတာနင်ပဲဒီယာနူးကိုကိုဘာသာကိုပေးလိုက်တာလားလို့မေးလိုက်တယ်ပြီးတော့သူတို့နှစ်ယောက်လုံးလှည့်ထွက်သွားဖို့လုပ်တဲ့အခါမှာတော့အဲ့ဒီသူအယောင်မလေးကောင်လေးကိုဆွဲထားပြီးကျွန်မအခုလေးတင်ပဲသူတေးကြီးအုပ်စုနဲ့တန်အော်ဒါတစ်ခုလက်မှတ်ထိုးထားတာရှင်နဲ့တကယ်ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ပြောခဲ့တယ်သူမဟာကောင်လေးရဲ့ရှေ့မှာတော့ညှို့ဆွဲဖို့တရုပ်ဆောင်ပြပါသေးတယ်အဲ့ဒီလောက်ရက်တွေကတကယ်ကိုကြည်ရဆိုးလုံးလာပြီးသူမရဲ့အကွက်တွေညံ့နှုံးနာကြောင့်ဘေးကောင်မလေးတောင်ဆက်ပြီးမကြည့်ရနိုင်လောက်အောင်